အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကဒီနေ့ဘာလုပ်မလဲဆိုလို့ရှိရင် Redmi 9A လာတာဟုတ်လားအေး Redmi 8A လာ8A လေးလုံးကိုRedmi 8ပေါ့ Redmi 8ထဲမှာပါတယ်8နဲ့ 8A တော့အတူတူပဲကင်မရာတီးပဲလို့ရနော်Redmi 8A လေးလုံးကိုကျွန်တော်တို့က No Power လေးစစ်ကြည့်မယ်ဆိုတော့ No Power စစ်ကြည့်မယ်ဆိုတော့အရင်ဆုံးဖုန်းကိုဖွင့်ရမှာပေါ့အဲ့တော့ဖုန်းဖွင့်နေလေးကိုကြည့်မယ်နော်အဲ့တော့ကျွန်တော်တို့ကနောက်ဖုန်းကိုလှက်လိုက်ပြီနောက်ဖုန်းကိုလှက်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီဖုန်းလေးတွေကိုစကူလေးတွေဖြုတ်မယ်ဆိုတော့ No Power တလုံးကိုလက်သေးကိုရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဘာကိုလုပ်ရမလဲဆိုလို့ရှိရင် battery အရင်တိုင်းကြည့်ရမယ်။ဘာတိုင်းကြည့်ရမလဲ battery တိုင်းကြည့်ရဘာဖြစ်လို့လဲဘာဖြစ်လို့တော့ battery အားမရှိရင်လည်းဘာဖြစ်နိုင်လဲ No Power ဖြစ်နိုင်တယ်မီတာလက်battery တိုင်းမယ်ဆိုတော့ကျွန်တော်တို့ကဘိုးကိုလှည့်ကြည့်မယ်ဘိုးကိုလှည့်ပြီးတော့ကျွန်တော်တို့အပေါင်းအနှုတ်ကိုရှာကြည့်မယ်ဆိုတော့ battery မှာအပေါင်းအနှုတ်ကိုရှာမယ်ဆိုလို့ရှိရင်သူကဘယ်လိုပေးထားလဲဆိုတော့ဒီမှာ battery ကျိုးမှာပေးထားတယ်မြင်လား battery ကျိုးမှာပေးထားတယ် P minus P minusဒီဘက်ကကြတော့ဗာလဲ P plus ဟုတ်လားဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကောင်မှာဒီဘက်က minus ဒီဘက်က plus ပေါ့ minus ဒီဘက်က plus ပေါ့ထောက်ကြည့်လိုက်တဲ့ခါမှာဘယ်လောက်ပဲရှိလဲ 2.7 ပဲရှိပါတယ်ဒါဆိုလို့ရှိရင်ဒါ battery အားမရှိတဲ့အလုံးပေါ့ဒါပေမဲ့ကျွန်တော်တို့ power no လားမ no လားဆိုတာကိုတော့ကျွန်တော်တို့ဘာလုပ်ကြရမလဲ supply ရှိပြီးတော့နှိုးကြည့်ရမှာပေါ့battery connector ရဲ့ supply နဲ့ရှိဖို့အတွက် battery connector ရဲ့ဘာကိုရှာမလဲ touch point ကိုရှာပါမယ်အဲ့တော့ touch point ကိုရှာမယ်ဆိုလို့ရှိရင်ဘယ်လိုရှာမလဲလို့မေးလို့ရှိရင်အတန်မီ scale မှာထားပြီးတော့ရှာမယ်ဆိုတော့အတန်မီ scale မှာထားပြီးတော့အခုမှမင်းတို့ကလက်ရှိဒီနေရာကိုရောက်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီကပဲစတင်ကြည့်ပြအရင်ဆုံးဘာကိုရှာမလဲဆိုလို့ရှိရင် battery connector မှာဘာကိုရှာမလဲ ground ကိုအရင်ရှာမယ်အဲ့တော့ ground ကိုအရင်ရှာကြည့်မယ်ဗျground ကဒီဘက်ငုတ်ပါဒါဆိုရင်ဒီဘက်ဆန့်ကျင်ဘက်ငုတ်ဒီပါလဲ B ဘက်ပေါ့ဒါဆိုရင် B ဘက် touch point ကိုဒီအထက်မှာရှာမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီမှာ B ဘက်မှာဘာထားမလဲB ဘက်မှာအနေထောက်B ဘက်မှာအနေထောက်ပြီးတော့ကျွန်တော်တို့ဒီအနက်လေးနဲ့ဘာကို6နိုင်ပါလဲ touch point တွေကို6ထောက်ကြည့်မှာအဲ့တော့ touch point တွေကို6ထောက်ကြည့်လိုက်တဲ့အခါမှာဘယ်နားမှာမြည်လဲဒီနားမှာမြည်ဆိုတော့ battery connector ကောင်းမကောင်းကိုသိနိုင်တဲ့နီးကဘာနီးလဲဆိုလို့ရှိရင်ကျွန်တော် connection တိုင်းကျင်ပါ connection ဟာ300ထက်အောက်ကိုကြားလို့မရပါဘူး။ဘာကြားလို့မရဘူးလဲ300ထက်အောက်ကိုကြားလို့မရဘူးအခုဘယ်လောက်ရှိလဲ0.463လောက်ထိရှိတယ်ဒါဆို4လောက်ထိရှိတယ်ဆိုတော့ကျွန်တော်ဒီ battery connector ကောင်းတဲ့အနေအထားမှာရှိတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီကောင်ကနေဘာလို့ကြည့်မလဲ power လေးတစ်ချက်နှိုးကြည့်မယ်ကြိုးစားလေးထုတ်ပြီးတော့ power နှိုးကြည့်မယ်အဲကြိုးစားလေးထုတ်ပြီးတော့ power နှိုးတဲ့အခါမှာကျွန်တော်ဘယ်လိုတိုးရလဲဆိုတာကိုကြည့်ကြည့်ရအောင်အဲကျွန်တော်တို့ကတချို့ဆိုလို့ရှိရင်တော့wire ကြိုးနဲ့ short တာပေါ့နော်ငါတို့ကကြတော့ဗာနဲ့ short မလဲဆိုလို့ရှိရင် K ကြိုးလေးနဲ့ short အဲ့တော့ K ကြိုးလေးကိုကျွန်တော်တို့ကဒီမှာကျွေးရမှာပေါ့K ကျွေးပလိုက်ဒါဆိုလို့ရှိရင် K တီလေးပုံသွားတွေ့လား K တီလေးပုံသွားတဲ့အခါမှာအဲ့ K တီလေးကိုထိပ်ဖြားလေးနဲ့ထိထားအောက်က K ပြိုနေပြီမလားအောက်က K ပြိုနေတဲ့အချိန်မှာဒါလေးကိုထိုးပြီးမြုပ်လိုက်အောင်ပဲဒါဆိုရင်ရတယ်နားလည်လားမသိဘူးနားလည်နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ ground ရှိတဲ့အတွက် ground ကိုဒီမှာတငုတ်ရှိမယ်ground ကိုအဲ့ဘက်ချက်မှာရှိလိုက်မယ်ရှိတ်ပြီးလို့ရှိရင်ကျွန်တော်ဘာလုပ်ကြည့်မလဲ supply ရှိတ်ပြီးတော့ power နှိုးကြည့်ရမှာပေါ့အဲ့တော့ကျွန်တော်တို့ power supply ကိုရှိတ်လိုက်တဲ့အခါမှာဘယ်လောက်တက်လဲဆိုတာကိုတစ်ချက်ကြည့်အောင်ဘယ်လောက်တက်လဲဆိုတော့ကျွန်တော်တို့တစ်ချက်လောက်အတက်ပြပြီးတော့ကျွန်တော်တို့ဘာဖြစ်သွားလဲကျသွားတယ်ဆိုတော့အဲ့လိုတစ်ချက်ပြပြီးတော့ပြန်ကျသွားတယ်ဆိုတော့ကျွန်တော်တို့ကဘာလုပ်ကြည့်ရမလဲဆိုလို့ရှိရင်charging error လေးတစ်ချက်ထိုးကြည့်ရပါမယ် charging ampere လေးတစ်ချက်စစ်ကြည့်ရမယ်ပေါ့နော်အဲ့တော့ charging ampere လေးကိုတစ်ချက်စစ်ကြည့်မယ်နော်ဆိုတော့အခုတော့ကျွန်တော်တို့ supply ရှိကြတဲ့အခါဘယ်လောက်တက်လဲ5-6လောက်မှတုံပြီးတော့ပြန်ပြီးပြုတ်ကျဟုတ်လားပြန်ပြီးပြုတ်ကျတယ်ဆိုတာဘာကိုတောင်းတယ်လဲလို့ပြောလို့ရှိရင် battery ID ကိုတောင်းတာဘာကိုတောင်းတာလဲ ID ကိုတောင်းတာအဲ့တော့ဒီ No Power ကဘာမှဖြစ်တာမဟုတ်ဘူးသူက battery အားကုန်နေတဲ့အနေထားပဲရှိတယ်ဟုတ်လားအခုကျွန်တော်တို့ BNS ကတ်လေးထည့်ပြီးတော့ကျွန်တော်တို့ power လေးနှိုးကြည့်တဲ့အခါမှာဘာဖြစ်သွားလဲ power လေးတက်သွားပြီဟုတ်လားအဲ့တော့ဒီဖုန်းကတော့ဘာမှမပြင်ရပါဘူးကျွန်တော်ကတော့ power IC လေးပါလေကိုင်ရမယ်လို့ထင်တာပေါ့နော်ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ဘုဒ္ဓတာလေးတစ်ခုရမယ်ဆိုလို့ရှိရင်ကျန်တတ်ပါပြီအားလုံးကျေးဇူးတင်ပါတယ်